ကျန်အတက်နေအိမ်မှာမုံလုံးရေပေါ်လှုပ်ရှားတာဖြစ်ပါတယ်။အောင်ဒီလေးတွေလည်းအဆင်သင့်ဖြစ်နေပါပြီ။မုံလုံးရေပေါ်လေးကိုပြုတ်ထားပါပြီ။ဒါပြုတ်လို့ရတဲ့မုံလုံးရေပေါ်လေးတွေဖြစ်တယ်။အဆင်သင့်စားလို့ရတဲ့အချိန်တွေကိုရောက်သွားပြီပဲဖြစ်ပါတယ်။ဒါဒီကတော့အိန္ဒိနာချင်းတွေကိုမုံလုံးရေပေါ်တောင်းပြီးမျှပေးဖို့အတွက်ဖြစ်ပါတယ်။ဆရာမကြီးကတော့မုံလုံးရေပေါ်တောင်းပြီးမျှဖို့အဆင်သင့်ဖြစ်ပြီးတော့မှအိမ်ရနေစတင်ပြီးတော့မှထောက်ခွာသွားပြီပဲဖြစ်ပါတယ်။ပြီးရင်တော့သူနောက်ထပ်ထပ်ပြီးတော့မှတအိမ်ပြီးတအိမ်ထပ်ပြီးတော့မှစုစုပေါင်း9အိမ်ကိုမုံလုံးကြီးပေါ်သွားပြီးတော့များဝေများပေးခဲ့တာပဲဖြစ်ပါတယ်။တော့သူမုံလုံးကြီးပေါ်ဝေများပေးတဲ့အခါမှာလည်းအိမ်ချင်းမျက်စောင်းတို့မှရှိတဲ့ဦးလေးတရားကိုလည်းသွားပြီးတော့မှမုံလုံးကြီးပေါ်ဝေများပေးခဲ့တယ်လို့မျိုးပဲနီနာချင်းတွေကလည်းသူ့ကိုပြန်ပြီးတော့မှဘိန်းလေးတွေနဲ့ပြန်ပြီးတော့မှဝေများပေးခဲ့ပါတယ်။အဲ့တော့ကျွန်တော်တို့အနီနာချင်းတွေကတော့လွန်ခဲ့တဲ့ရက်တွေထဲကနေပြီးတော့မှသူတို့ကဒီမြန်မာယူရမှုန့်လေးတွေလှုပ်ပြီးတော့မှပဲအိမ်ကိုလာပြီးတော့မှဒါဝေမျှပေးခဲ့ပြီးဖြစ်တဲ့မျိုးပဲဒီနေ့ကတော့ကျွန်တော်တို့အိမ်ကနေပြီးတော့မှဒီမနုံးရေဘော်လေးကိုလှုပ်ပြီးတော့မှပဲဒါကျွန်တော်တို့ပြန်လည်ပြီးဝေမျှပေးခြင်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်